ခိုင်နှင်းဝေကအခုထိုင်းကိုရောက်နေတာပါမနေ့ကပရီးရှက်ရွှေဆိုင်ရဲ့ရွှေဆိုင်ဒီဆိုင်ခွဲဖွင့်တာပေါ့အရင်ကတော့ဒါမဟာချိုင်မှာဆိုင်ရှိတယ်လို့ပြောတယ်အခုကအုံးရိုင်မှာနောက်ထပ်ဆိုင်တစ်ဆိုင်ထပ်တိုးချက်ဖွင့်လှစ်လိုက်တာဖြစ်တယ်ဒီပွဲလေးကိုမက်ခိုင်နှင်းဝေကိုယ်တိုင်လာရောက်ပြီးတော့မှဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်နိုင်ငံရဲ့အာကအမျိုးသမီးတယောက်ထိုင်းကိုရောက်တော့ကိုလေးစားအားကြရတဲ့သူတယောက်ထိုင်းကိုရောက်တော့ပေါ့နော်မဖြစ်အောင်တွားပြီးတော့တွားတွေ့တာပါခရီးအဝေးကြီးကနေတွားတွေ့ရတယ်ဆိုပေမဲ့အပြင်မှာအရန်ဖော်ရွေပြီးမှသဘောလဲကောင်းနေစိတ်သဘောထားပြေးွားတဲ့မက်ခိုင်နှင်းဝေကိုတွေ့လိုက်ရတာနဲ့တင်တော်လေးကိုမှကြည်နပ်ပါတယ်အိမ်ဖွင့်ပွဲမှာကိုတက်နဲ့လဲစုံခဲ့ပါတယ်ကိုတက်ကတော့အားလုံးရဲ့အချစ်တော်ပေါ့နော်ထိုင်းမှာဆိုရင်မတိတဲ့သူခက်ရှားပါပဲအရန်လဲသဘောကောင်းနေအရန်လဲဖော်ရွေတယ်ကိုတက်အလုရှုပ်နေလို့စကားတွေတော့အများကြီးမပြောခဲ့ရပါဘူးပြီးတော့ဆိုင်လိပ်စာလေးလာမေးထားတဲ့သူတွေအများကြီးရှိလို့ဒီဗီဒီယိုလေးတွေကပဲတခါတည်းဖြည့်ပေးမယ်ရှက်ရွှေဆိုင်ကအရင်ကဆိုရင်တော့မဟာချိုင်မှာပင်ရင်ဒီဆိုင်ကြီးရှိပါတယ်ဒါကတော့နောက်ထပ်ဆိုင်ခွဲဖြစ်ပါတယ်ဆိုင်ခွဲရကြတော့အုံးရိုင်ဘီစီကနေလမ်းလေးနဲ့လျှောက်လို့ရှိရင်ထိတ်စပန်ဆွဲဟမှာဖြစ်ပါတယ်ထိတ်စပန်ဆွဲဟရောက်လို့ရှိရင်ပရီးရှက်ရွှေဆိုင်ကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။မာလူမျိုးတွေအနေနဲ့ရွှေဝယ်ချင်တာပဲဖြစ်ဖြစ်ရွှေစုချင်တာပဲဖြစ်ဖြစ်ပရီးရှက်ရွှေဆိုင်မှာယုံကြည်စိတ်ချစွာနဲ့တွားရောက်ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာ။ခုလိုကိုအရန်လေးစားအားကြရတဲ့အမျိုးသမီးတယောက်ကိုအပြင်မှာတွေ့ခွင့်ရတာလေကံကောင်းခြင်းတစ်ခုပဲပေါ့နော်။ကိုရဲ့အတွက်ကတော့အာကအမျိုးသမီးတယောက်ပါပဲ။အခုလိုမျိုးအများအကျိုးကိုလည်းဒီထက်မကတည်ပိုးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ။